တမ်းများကကိုရေးတဲ့ခင်တရားကပါဒီဗီဒီယိုလေးမှာကျွန်တော်ဒီဂျမ်ဖက်စစ်ကောင်စီကထောင်နဲ့မိုင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေဟိုတိုက်ပွဲအတွင်းမှာတွေ့ရှိခဲ့လို့ရှိရင်ကြေးရွာအတွင်းမှာရဲရွာအတွင်းမှာတွေ့ရှိခဲ့လို့ရှိရင်ကျွန်တော်ဘယ်လိုဖြုတ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ဒီမှာပြောပြသွားမှာဖြစ်တယ်ပထမဆုံးကတော့ကျွန်တော်တို့ကိုယ်တိုင်ကဒါမိုင်းပညာရှင်တွေတော့မဟုတ်ဘူးမိုင်းဘယ်လိုဖြုတ်ရမလဲဆိုတာကိုကျွန်တော်တို့ထိရောက်တဲ့ကျွန်တော်တို့ cost တွေယူထားတဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ဆရာသမားတွေကျွန်တော်တို့ပြောပြတဲ့ဟာတွေနဲ့ကျွန်တော်တို့လေ့လာထားတဲ့ဟာတွေနဲ့ပေါင်းစပ်ပြီးတော့မှကျွန်တော်တို့ဘယ်လိုလုပ်အန်ဒီယာကင်းဆုံးဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တခြားသောကျွန်တော်တို့လိုမျိုးတော်လိုင်းရေးတပ်ဖွဲ့တွေမှာပါဝင်တဲ့ရဲဘော်တွေသိရှိအောင်ကျွန်တော်တို့ပြောပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမဆုံးကတော့စစ်ကောင်စီတွေအမြဲ3-4ရှိတဲ့မိုင်းလေးမျိုးရှိတယ်ပေါ့ဒီဟာတွေကလည်းဒါကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ရဲဘော်တွေနဲ့ကျွန်တော်တို့နဲ့ပေါင်းပြီးပေါ်လာတဲ့မိုင်းတွေပဲဖြစ်တယ်ဒါစစ်ကောင်စီကထောင်ထားတဲ့မိုင်းတွေလည်းပေါ်ထားတဲ့မိုင်းတွေလည်းဖြစ်တယ်လို့အချို့ကအစ်စ်တွေလည်းပါတယ်ပေါ့နော်ဆိုတော့ပထမတစ်မျိုးကတော့ပွင့်လင်းဝင်ခံရရင်ကျွန်တော်တို့ဒီအမီနာမတွေကျွန်တော်တို့သိမသိဘူးပေါ့နော်အမီဒီမိုင်းကိုဘယ်လိုခေါ်လဲဆိုတဲ့ဟာမျိုးကျွန်တော်တို့သိမသိဘူးနာမည်နာမတွေမသိဘူးကျွန်တော်တို့လွယ်ခေါ်တော့18မိုင်း14မိုင်း16မိုင်းဒါမျိုးတွေတော့ကျွန်တော်တို့ခေါ်လေးရှိပါဆိုတော့သူ့မှာတွေ့ရတဲ့မိုင်းကတော့ဒီလိုမျိုးမိုင်းတစ်ခုပါတယ်ဒါကျွန်တော်တို့ကတော့နက်နက်တီးပေါ့နော်ဆိုတော့သူကတိုင်ကိုဒီလိုစိုက်ပြီးတော့မှကျိုးကိုကျွန်တော်တို့ဂျိုးလေးနဲ့တန်းထားတယ်ဒါတိုက်မိုင်းလို့လည်းခေါ်တာပေါ့နော်ဂျိုးကိုတိုက်ပြီးလို့ရှိရင်ဒီပင်လေးပြုတ်ထွက်သွားမယ်ဒီပင်လေးပြုတ်ထွက်သွားတာနဲ့သူရဲ့ရိုက်တန်နဲ့သူဒီမှာရပြီးဒီစစ်တွေကကွဲထွက်ပြီးတော့ကျွန်တော်တို့လူတွေကိုကျွန်တော်မှန်မယ်ပေါ့နော်ဆိုတော့ဒါတေလောက်တဲ့အထိကျွန်တော်တို့ထိခိုက်ဒဏ်ရာရနိုင်တဲ့မိုင်းတစ်မျိုးဖြစ်တယ်ပေါ့ဒီမိုင်းကိုကျွန်တော်တို့တွေ့ပြီဆိုလို့ရှိရင်မလုပ်ရမယ်ဆိုလို့ရှိရင်ဒီဂျိုးပေါ့နော်ဒီပင်လေးကိုလုံးဝမထွက်အောင်ကျွန်တော်တို့တတိထားမှာဖြစ်တယ်ဒီဂျိုးကိုကျွန်တော်တို့ဖြတ်စရာညှက်စရာတစ်ခုနဲ့ကျွန်တော်တို့ညှက်လိုက်မယ်ညှက်လိုက်ပြီးလို့ရှိရင်ဒီပင်ကိုမထွက်အောင်လို့ကျွန်တော်တို့ကောက်လိုက်မယ်ဝေးလိုက်မယ်လုပ်ပြီးလို့ရှိရင်ဒါကိုမထွက်အောင်ကျွန်တော်တို့ဒီလိုပတ်လိုက်မယ်ပင်ကိုထပ်မထွက်သွားအောင်ကျွန်တော်တို့ပတ်လိုက်ပါမယ်ပတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်ကအရှင်ပဲဖြစ်တယ်ဒီကောင်ကဒီမှာသူ့ရဲ့ original တိုင်နဲ့ဆိုရင်တော့ဒီမှာ clip လေးပင်လေးရှိတယ် clip လေးရှိတယ်အဲဒီကောင်ဖြုတ်လို့ရတယ်ဒါအရှင်ပဲဖြုတ်လိုက်ဘာမှNDM ရှိပါဘူးပြီးလို့ရှိရင်ဒီလိုမျိုးလေးဖြစ်လာမယ်ဒီလိုမျိုးဖြစ်လာတဲ့ဟာကိုကျွန်တော်တို့ဒီရှေ့ကဝိုင်းကိုပေါ်ကအစိမ်းကိုကျွန်တော်လှည့်ဖြုတ်လိုက်လို့ရတယ်ကျွန်တော်လှည့်လိုက်မယ်လှည့်လိုက်ပြီးလို့ရှိရင်တော့ပြုတ်သွားပြီဆိုရင်တော့ဒီကက်ကလည်းမရှိဘူးဒီမှာတော့ NDM ကင်းအောင်လို့ကျွန်တော်တို့ကက်ကိုဖြုတ်ထားတာဖြစ်တယ်ကက်ကိုအဲ့ဒီကက်ကိုကျွန်တော်တို့ထုတ်လိုက်မယ်ထုတ်လိုက်ပြီးလို့ရှိရင်ဒါကအတက်မရှိတော့တဲ့မိုင်းဖြစ်သွားမယ်ပေါ့နော်ကက်ကိုထုတ်လိုက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီဟာကိုပြန်ဖုံးလို့ရတယ်ဗောနော်ဒါကိုပြန်ဖုံးလို့ရဒါနောက်ဆင့်ထပ်ဖြုတ်ချင်ရင်တော့ဒီပေါ်ကအဝိုင်းလေးကိုဒါဆက်လှည့်လို့ရတယ်ဒီမှာဆက်လှည့်ပြီးတော့တစားစီဖြုတ်လိုက်ပြီဆိုရင်တော့လုံးဝအသက်မရှိတဲ့မိုင်းတစ်ခုဖြစ်သွားမယ်ဗောနော်ဒါကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားမယ်ဗောအဲ့တော့ဒါကိုပိုအန်ဒီရကင်းအောင်ဆိုရင်တော့ပြန်မတက်ပဲနဲ့တီးတန့်ထားလို့ရတယ်ဗောနော်ဒါတစ်မျိုးဗောနော်ဒီဟာကကျွန်တော်တို့စစ်ကောင်စီထောင်လေးထောင်ထားရှိတဲ့ပုံစံတွေကတော့ခြေနဲ့တိုက်မိအောင်ထောင်တယ်ရင်ဘက်တွေနဲ့ခါးတွေနဲ့တိုက်မိအောင်ကြိုးကိုထောင်လေးရှိတယ်ဗောနော်ဒါတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့14မိုင်းလို့ခေါ်တဲ့ဒီမိုင်းလေးတွေပေါ့နော်14မိုင်းလို့ခေါ်တဲ့ဟာလေးတွေဖြစ်ပါတယ်ဒီကောင်တွေကတော့ကျွန်တော်လူတေးစေနိုင်လောက်တဲ့အထိမဖြစ်ဘူးခြေထောက်တွေပြက်သွားတယ်ခြေထောက်တွေပြက်ထွက်သွားတဲ့နိုင်တဲ့အထိတော့ဒါဒုက္ခပေးတဲ့မိုင်းတစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီမိုင်းကိုတွေးလို့ရှိရင်လည်းကျွန်တော်တို့ကအပေါ်ကနေမဖိမိဖို့ပဲလိုတယ်သူ့ဘေးကနေကင်လို့ရတယ်သူ့ကိုတွေးတာနဲ့သူ့ဘေးကမြေလေးတွေကိုဖယ်လိုက်ပြီးတော့ဓာတ်ချွန်လေးနဲ့ပေါ့နော်ကျွန်တော်တို့အခုဒီလိုဓာတ်ချွန်လေးနဲ့ကျွန်တော်တို့အောက်ကိုထိုးပြီးတော့မှကလော်ထုတ်လိုက်လို့ရှိရင်ဒါကပွဲပြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်မလာပြီးလို့ရှိရင်တော့ထုတ်လာပြီးလို့ရှိရင်သူ့ကက်ကဖင်မှာရှိတယ်ပေါ့နော်ဒီဖင်မှာရှိတယ်အခုလောလောဆယ်အန်ဒီရကင်းအောင်တော့ကက်မထည့်ထားဘူးကျွန်တော်တို့ဆိုတော့အဲ့ဒီမှာကကြောက်လဲသို့မဟုတ်ပလေယာလေးနဲ့ကျွန်တော်တို့လှည့်လိုက်လို့ရတယ်နောက်လှည့်ဖြုတ်လိုက်လှည့်လိုက်ပြီးလို့ရှိရင်ဒီမှာကက်လေးထွက်လာမယ်ပေါ့နော်ဒီကက်ကဒီဟာနဲ့ချိုးဟာတွဲရက်လေးဖြစ်မယ်ပေါ့ကျွန်တော်တို့ကဖြုတ်ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကိုဖြုတ်လိုက်ပြီးလို့ရှိရင်ဒီအခွန်လေးကိုပဲကျွန်တော်တို့ပြန်ကတ်ထားလို့ရှိရင်ဒါကအသက်မဲ့တဲ့မိုင်းတစ်ခုဖြစ်သွားပြီပေါ့နော်ဒါကိုတော့ကျွန်တော်တို့အများသောအားဖြင့်ကျွန်တော်တို့တီးလေးရှိတာ14မိုင်းလို့ကျွန်တော်တို့ခေါ်တယ်ပေါ့ဒါစစ်ကောင်စီတုံးနေကြမိုင်းလေးတွေဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးနေရာတွေထောင်တက်လဲဆိုတော့အိမ်ဝင်ဝါတွေတကားတွေတကားပေါက်တွေဝင်ဝါတွေခြံစည်းကိုသူတို့ဖောက်ထားတဲ့ဟိုဘက်ခြံဒီဘက်ခြံကူးတဲ့လူသွားလမ်းလေးတွေမှာထောင်ထားတတ်တယ်အဲ့တော့ဒါအားလည်းကျွန်တော်တို့လူတွေကျွန်တော်တို့ရဲဘော်တွေကိုဒုက္ခပေးနိုင်တဲ့မိုင်းတစ်မျိုးဖြစ်ပါတယ်ဒီထက်နည်းနည်းပိုကြီးတဲ့မိုင်းကတော့ဒီမိုင်းကြီးမျိုးဖြစ်ပါတယ်
ဝင်လင်းဝင်ခံရရင်တော့ကျွန်တော်တို့ကတော့အခေါ်ဝေါ်ကိုတေးစိနာမည်တိကျမသိဘူးသို့တော့ဒီမိုင်းတွေတွေ့ရင်လည်းဆွမ်းနာ14မိုင်းလို့ပဲသူ့ဘေးမှာရှိတဲ့ပတ်ချလဲမြေလေးတွေကိုကျွန်တော်မှားလိုက်မယ်ဖွာလိုက်ပြီးတော့မှဓာတ်ချွန်လေးနဲ့ထိုးကလော်လိုက်မယ်ဖြည်းဖြည်းတတလေးထိုးကလော်ရေးပေါ်မကင်လိုက်လို့ရပါကျွန်တော်ကင်လို့ရတယ်ဘေးကနေဒီလိုကင်လို့ရတယ်သူ့အပေါ်ကနေမဖိမချင်းကျွန်တော်တို့ဘာမှဟို NDM ရှိဘူးပေါ့နော်ဒီလိုမျိုးဖြစ်ပါတယ်ဒီဟာကိုကက်ဖြုတ်တဲ့ဟာကတော့သူ့ရဲ့ဒါနှစ်ခုရှိတယ်ဘေးမှာရိုက်တန်တစ်ခုရှိတယ်ဘေးမှာကကက်ရှိတယ်ပေါ့သူကက်ကတော့ဒီလိုမျိုးကက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာကက်ထည့်ထားတယ်ရိုက်တန်တော့မထည့်ထားဘူးကျွန်တော်ဒါကိုဖြုတ်လို့ရှိရင်လည်းလွယ်လေးပါပဲအောက်ကနေကျွန်တော်တို့တေချာကင်မယ်ဒီဘေးကိုကျွန်တော်တို့ anti clockwise ကျွန်တော်တို့ဖြုတ်လိုက်မယ်ဖြုတ်ပြီးလို့ရှိရင်ကက်လေးကိုကျွန်တော်တို့စောင်းချလိုက်မယ်ဒါဆိုသူကက်ထွက်သွားပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ NDM မရှိတော့ဘူးပေါ့နော်ဆိုတော့ပြီးလို့ရှိရင်တော့သူ့အဖုံးလေးကျွန်တော်တို့ပြန်ပိတ်ထားလိုက်ပါပြီးရင်နောက်တစ်ခုကိုဒီဘက်မှာရိုက်တန်ရှိတယ်အဲ့ဒါကိုရိုက်တန်ကိုလည်းကျွန်တော်တို့ဖြုတ်လို့ရပါတယ်ဆိုတော့ရိုက်တန်မှာကတော့ထောင်ထားတဲ့မိုင်းလားအစ်စ်လားဆိုတာဒီလိုမျိုးကွာခြားချက်ရှိပါတယ်ဒါဆိုရင်တော့အစ်စ်ပါသူ့ရဲ့ဒီမှာပင်လေးရှိသေးတယ်ပင်မထွက်ရသေးဘူးဒါကတော့မထောင်ထားရသေးတဲ့မိုင်းဖြစ်တယ်ထောင်တော့မယ်ဆိုရင်တော့ဒီပင်ကိုဖြုတ်ပြီးတော့မှထောင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဟိုပင်လေးပိုင်တော့ဒါအစ်စ်ပေါ့နော်ဆိုတော့ဒါပါအဲ့တော့သူ့ရဲ့ပင်ပေါ့နော်ပင်ရိုက်တန်ကဒီမှာရှိပါတယ်ကျွန်တော်တို့ဖြုတ်ထားတဲ့ဟာဆိုဒီလိုမျိုးရိုက်တန်လေးတွေဖြစ်နေစပရင်ပါတယ်ရိုက်တန်ချွန်ပါတယ်ပေါ့နော်ဒီလိုမျိုးရိုက်တန်လေးတွေဖြစ်တယ်အဲ့ဒါကိုလည်း anti clockwise ပဲကျွန်တော်တို့လှည့်လိုက်ရပါတယ်တေချာတတိရှိနဲ့အေးစစ်စိတ်ငြိမ်နဲ့လှည့်လို့ရတယ်ပြီးရင်သူဒီလိုကန်ထွက်လာမယ်အဲ့မှာကျွန်တော်တို့ဒါကိုဖြုတ်လိုက်ပြီးတော့ရိုက်တန်ကိုထုတ်လိုက်ပါပြီးရင်ပြန်ပိတ်လိုက်ပြီဆိုရင်ဒါကလုံးဝကြိုက်တဲ့လောက်တက်ခုံကျွန်တော်တို့မကွဲတော့ဘူးပေါ့နော်ဒီပေါ်ကြိုက်လောက်ဖြည့်လို့ရတယ်မကွဲတော့တဲ့အနေထားရောက်သွားတဲ့မိုင်းတစ်လုံးဖြစ်ပါတယ်ဒါကတော့သူတို့ထောင်ခွေးတွေထောင်လေးရှိတဲ့မိုင်းတွေထဲကတစ်မျိုးပေါ့နော်ဆိုတော့နောက်ဆုံးတစ်မျိုးပေါ့နော်ကျွန်တော်တို့တွေးလေးတွေးထားရှိတဲ့နောက်ဆုံးတစ်မျိုးကတော့ဒါ18မိုင်းလို့ခေါ်တယ်ပေါ့နော်18မိုင်းလို့ခေါ်တဲ့အခေါ်ပေါ်နဲ့မိုင်းဖြစ်တယ်ဒါကသူက short တိုက်ပြီးတော့မှခွဲရင်လည်းခွဲတယ်မဟုတ်ရင် battery နဲ့ဟိုပါပေါ့နော်ကျွန်တော်တို့လက်ခဲတွေနဲ့တွဲပြီးတော့ကျွန်တော်တို့ခွဲပါတယ်ဆိုတော့သူ့မှာကက်ထဲတဲ့ဟာနှစ်ပေါက်ပါတယ်သူဒါကက်ပါဆိုတော့ကက်ထဲတာဒီမှာထည့်လို့ရတယ်ဒီဘက်မှာလည်းထည့်လို့ရတယ်ဆိုတော့ကက်ထည့်ပြီးသွားရင်တော့ဒါ NDM ရှိသွားတယ်ပေါ့နော်ဆိုတော့ကက်မရှိဘူးဆိုရင်ဒီဘိုင်းကဘာမှ NDM မရှိဘူးပေါ့ဆိုတော့ကျွန်တော်တို့ခွေးတွေထောင်လေးရှိတဲ့ပုံစံကတော့သူထောင်ထားမယ်သူရန်သူလာနိုင်တဲ့နေရာလို့သူတတ်မှတ်တဲ့ထင်တဲ့နေရာသူရှေ့ကိုလှည့်ပြီးဒီလိုထောင်ထားမယ်ပြီးရင်သူကက်ဒီကက်ကိုဒီထဲမှာထည့်မယ်အခုတော့ကျွန်တော်ထဲကိုမထည့်ပြဘူး NDM ရှိလို့ပါအဲ့တော့သူကက်ကိုထဲကိုဒီလိုထည့်လိုက်မယ်ပြီးရင်သူဒီဖုံးလေးနဲ့သူလှည့်လိုက်မယ်ပေါ့နော်ဆိုတော့ပုံစံကဒီလိုမျိုးဖြစ်နေမယ်ပေါ့နော်ဒါကက်ထည့်ထားတဲ့ပုံစံကဒီလိုမျိုးဖြစ်နေမယ်ဆိုတော့ဒီဖက်သူ့ရဲ့ထိတ်ကိုတော့သူက battery နဲ့ join မ join လို့ရှိရင်တက်ခဲနဲ့သူလောက်ထားမှဖြစ်တယ်တက်ခဲနဲ့ join ဖို့လောက်ထားမှဖြစ်တယ်ပေါ့အဲ့တော့ဒီဟာကိုဖြုတ်တဲ့ချိန်မှာလည်းလွယ်လေးပါပဲကျွန်တော်တို့ဒီကက်ကျိုးကိုကျွန်တော်တို့ရှာရမှာဖြစ်တယ်ဒီကက်ကျိုးကိုတွေးလို့ရှိရင်ကက်ကျိုးဆုံးအထိကိုလိုက်ရှာရမှာဖြစ်တယ်အဲလိုက်ရှာတဲ့နေရာမှာသူက battery နဲ့ join ဖို့လောက်ထားတာလားတက်ခဲနဲ့ join ဖို့လောက်ထားတာလားကိုကျွန်တော်ကြည့်ရမယ်ကြည့်ပြီးလို့ရှိရင်တက်ခဲနဲ့ join ဖို့လောက်ထားတယ်ဆိုရင်တော့အဲ့ဒီတက်ခဲကိုကျွန်တော်တို့ဖြုတ်ထုတ်လို့လည်းရတယ်battery နဲ့ join ဖို့လောက်ထားရင်လည်းအဲ့ဒီ battery ကိုအရင်ဆုံးဖြုတ်လိုက်လို့လည်းရတယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီကျိုးနဲ့ကျိုးကိုတကြိုးချင်းစီကျွန်တော်တို့ဖြတ်လိုက်လို့ရတယ်ဒါတော့မဟုတ်ဖြတ်ညှက်လို့ရတဲ့ဟာနဲ့ကျွန်တော်တို့ဒီမှာတတိထားမှာနှစ်ကျိုးတစ်ခါတည်းပူပြီးတော့မဖြတ်မိဖို့ပေါ့နော်ဆိုတော့တကြိုးကိုဖြတ်မယ်ပြီးရင်နောက်တကြိုးကိုဖြတ်မယ်ဒီလိုဖြတ်ပြီးတော့လို့ရှိရင်တော့ဒီကောင်ဒီလိုပဲလှည့်ပြီးတော့မှထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကဲကိုထုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီပြင်းတဲ့မိုင်းတစ်ခုဖြစ်သွားပြီပေါ့နော်ကဲကိုလည်းကျွန်တော်တို့တီးတန့်လေးတက်နေရာမှာတင်ပြီးတော့မှထားမယ်ဒီမိုင်းကိုလည်းကျွန်တော်တို့တီးတန့်တဲ့နေရာမှာတင်လို့ရှိရင်ဒါအလုံးဝအသက်မဲ့သွားတဲ့မိုင်းဖြစ်သွားပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုဒါဒီလိုမိုင်းလေးမျိုးကိုကျွန်တော်တို့တွေးထားရှိတယ်ဒီမိုင်းတွေကိုဖော်တဲ့ချိန်မှာလည်းစိတ်ငြိမ်နဲ့ကျွန်တော်တို့ဖော်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါအားလုံးကိုကျွန်တော်ရဲဘော်တွေဒီလိုမိုင်းတွေတွေ့ရင်ဘယ်လိုဖြုတ်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့သတင်းပေးအတိပေးပြောကြားခြင်းဖြစ်ပါတယ်ဒါမျှဝေခြင်းပဲဖြစ်ပါတယ်ပေါ့နော်